နောက်ဆုံးပွဲမှာ bonus နဲ့ Fire of the Night ကိုစီရထားတဲ့အဲမွေနဲ့သွေးလင်းထတ်တို့ရဲ့ပွဲကောင်းလာပြီလာမယ့် match လ21ရက်နေ့မှာကျင်းပမယ့်1 Lomini 1-1မှာမြန်မာ fighter ဖြစ်ကြတဲ့အဲမွေနဲ့သွေးလင်းထတ်တို့ရဲ့တွဲဆိုင်နေပါလာပါတယ်ကစားမနှုတ်ဆုံးကတော့ဆုံးပွဲမှာအလဲထိုးနိုင်ပွဲကိုစီရထားတဲ့ပြင် bonus of Fire of the Night ပါစုကူထားနိုင်ကြသူတွေဖြစ်ပါတယ်သွေးလင်းထက်က Thai Fighter Rocky နဲ့ကျန်းတန်းခတ်ခဲ့တဲ့ပွဲကစားမှာဖြစ်လို့အဲမွေကလည်းခတ်ခဲမဲ့ပွဲပဲဖြစ်တဲ့ Jew Fighter Arvet Gordon နဲ့ရင်ဆိုင်မှာဖြစ်ပါတယ်ပိုခတ်တဲ့ပြိုင်ဘက်ကိုရခဲ့သူကတော့အဲမွေပဲဖြစ်ပါတယ်အဲမွေပြိုင်ဘက် Gordon အခုမှ One Championship အဖွင့်ပွဲကစားမဲ့သူဖြစ်ပြီးတော့အသက်အရွယ်ကလည်း18နှစ်ပဲရှိသေးတဲ့သူပါကျေးဇာကစားမဘွားမှာမွေတိုင်း9ပွဲနိုင်ထားပြီးတော့ RWS မွေတိုင်းစီးမှာ share ချမ်းခဲ့တဲ့သူပါသူကစားမဘွားပွဲပေါင်း60ကျော်ကစားထားပြီးတော့အသက်ငယ်ပေမဲ့အတွေးကြောတော့မငယ်သူဖြစ်ပါတယ် K1 မှာ Champion ဖြစ်ဘူးသူတို့ဂျာ promotion တွေမှာလည်းကစားဘူးပါတယ်အဲမွေအတွက်ကလည်း1မှာမလွယ်ကြောပွဲတွေပဲကစားနေရတယ်လို့ဆိုရမှာဖြစ်ပါတယ်1မှာ3ပွဲကစားပြီးရင်အဲမွေက2ပွဲနိုင်ပြီးတော့2ပွဲဆုံးကိုအလဲထိုးနိုင်ထားသူ bonus နဲ့2ပွဲ3ရထားခဲ့တာဖြစ်ပါတယ်သူနောက်ဆုံးကစားခဲ့တဲ့ပွဲကလည်းပွဲချက်ဖြစ်ပြီးတော့ Champion လက်ရှိတဲ့ဂျပန် fighter မူကာစီတိုနဲ့ကစားခဲ့တာပါဒါပေမဲ့အဲ့ပွဲမှာတောင်းဆောက်ခံခဲ့ရပြီးတော့မာကွန်ကောင်းနေပြီပါဝါပါရှိလို့နိုင်ခဲ့တာဖြစ်ပါတယ်အဆိုပါပွဲမှာအဲမူရ bonus အပြင် Fire the Night ပါရရှိခဲ့တာဖြစ်ပါတယ်မူကာစီတိုကအဲမူနဲ့3ချက်ထိုးနေရမျိုးပါမူကာစီတို3ချက်လောက်ထိုးပြီးမှအဲမူကတစ်ချက်လောက်သာပြန်ပြီးတော့ထိုးနိုင်ခဲ့ပါတယ်ပထမချီမာရင်အမတ်စင်2ချိန်ကြီးရီခံထားတာကြောင့်အဲမူတယောက်ရှုံးပြီလို့မှတ်ယူခဲ့ရတာဖြစ်ပါတယ်ဒိုနဲ့ဒုတိယချီမာတော့အချိန်တွေကပြောင်းသွားခဲ့ပါတယ်မူကာစီတိုတယောက်မုံဆိုးကနေတားကောင်ဖြစ်သွားခဲ့ပြီးတော့ဆိုင်ထိုးနေချိန်တယောက်ဆုံးပြစ်လဲသွားခဲ့တာပါဒါပေမဲ့အဲမူရတော့ပြန်ထလာနိုင်ပြီးတော့မူကာစီတိုကအိပ်ပျော်သွားတာကြောင့်ရှုံးပြီးလဲတာဖြစ်ပါတယ်အာမနာတိုင်းပြောရရင်ကြွေလက်ကြက်တခုံဆိုလို့အဲမူနိုင်သွားတာဖြစ်ပါတယ်ဒီလိုမျိုးဆိုရင်နိုင်သွားတာကအများနဲ့မဖြစ်နိုင်တာမလို့အဲမူနေနဲ့တော့လာမဲ့ပွဲကိုတော့တေချာလေးပြင်ဆင်ထားနိုင်မှုလိုအပ်မှာဖြစ်ပါတယ်သွေးလင်းထက်ပွဲကလည်းမလွယ်ကြောပါပဲသူက Thai Fighter Rocky နဲ့ရင်ဆိုင်မှာပါဝမ်မှာ Thai Fighter Energy ဇက်တိုက်တွေ့နေသွေးလင်းထက်တော့ပွဲကြက်တယ်လို့ပြောလို့ရမှာဖြစ်ပါတယ်သွေးလင်းထက်ကဝမ်မှာ Thai Fighter 3ဦးနဲ့တွေ့ခဲ့ပြီးတော့2ပွဲနိုင်ထားပြီး bonus 2ချိန်နဲ့ Fire the Night 2ချိန်ရထားခဲ့တာဖြစ်ပါတယ်သွေးလင်းထက်ကအဖွင့်ပွဲမှာခြေကန်ချက်အားပြုတဲ့ကန်ချိုင်းနဲ့တွေ့ခဲ့ရတာပါသူပြန်ကိုပြန်ထိုးခဲ့ရတာဖြစ်ပြီးတော့သွေးလင်းထက်နေနောက်ဆုံးချီမှာလဲထိုးနိုင်ခဲ့တင်တာပါကန်ချိုင်းကန်ချက်တွေကိုတောင်းခံနိုင်ခဲ့တဲ့သွေးလင်းထက်တော့တတိယချီကတော့အဖက်ဖက်ကနေတာခဲ့ပါတယ်ပွဲကတော်တော်လေးမြိုင်းခဲ့ပြီးတော့သွေးလင်းထက်ကအမှတ်နဲ့နိုင်ခဲ့တာဖြစ်လို့ဂျက်ထရီယာလည်းရွှေသဘောတော်ကြတာကြောင့် bonus ဘတ်3သိန်းခွဲပြီးသွားတာဖြစ်ပါတယ်ဒိုနဲ့သွေးလင်းထက်ကနောက်တစ်ပွဲမှာ Thai Fighter Brazil နဲ့ကစားခဲ့ရပြီးတော့ပညာပိုင်းမှာမရှင်းနိုင်မဲ့အမှတ်နဲ့ရှုံးနေခဲ့ပါတယ်တတမြောက်ပွဲမှာလည်း Thai Fighter ပဲဖြစ်တဲ့ Rockety နဲ့တွေ့ခဲ့ပြီးတော့ဒီပွဲမှာတော့ပထမချီမာတွေအလဲထိုးနိုင်ခဲ့တာပါအလဲထိုးနိုင်ခဲ့တဲ့သွေးလင်းထက်က bonus ပါရခဲ့လို့ Fire the Night ဖြစ်ပါတတ်မှချင်းခံခဲ့ရတာဖြစ်ပါတယ်နောက်ဆုံးပွဲမှာအဲမူရောက်သွေးလင်းထက်ပါခိုင်ခဲ့ကြလို့ဆိုရမှာပါသူတို့ရဲ့ထိုးကြီးအနိုင်စုငွေလဲထိုး bonus နဲ့ Fire the Night စုကြီးအားလုံးစုစုပေါင်းဘယ်လောက်ရသွားလောက်မလဲအတိအကျတော့မသိမဲ့ One Friday 5မှာကစားနေမြန်မာ fighter တွေကထိုးကြီးဒေါ်လာ3000ရလို့ဆိုပါတယ်အင်တာဗျူးတွေမှာထထုံးမိတ်မကြာခဏဖြေနာလဲကြားဥပါတယ်ဒါကြောင့်ထိုးကြီးကဒေါ်လာ3000ရသွားလို့ခမန်းကြီးအဖြစ်ဆိုလို့ရပါတယ်အနိုင်ရရှိတဲ့အတွက်အနိုင်စုကြီးငွေရလဲဒေါ်လာ3000ဖြစ်ပါတယ်ထိုးကြီးနဲ့အနိုင်စုငွေကဒေါ်လာပေါင်း6000ရှိပါပြီလဲထိုးနိုင်ခဲ့တဲ့အတွက် bonus ကဘတ်3သိန်းခွဲထိရခဲ့ပါတယ်ဘတ်3သိန်းခွဲတန်ကြီးကဒေါ်လာ1000ပါဒါကြောင့်ထိုးကြီးအနိုင်စုကြီးလဲထိုး bonus စုစုပေါင်း16000ပါ Fire the Night ဖြစ်သတ်မှတ်ခံရတဲ့နောက်ထပ်ဒေါ်လာ1000ထည့်ရပါတယ်အဲ့ဒါထည့်ပေါင်းလိုက်ထိုးကြီးအနိုင်စုငွေလဲထိုး bonus နဲ့ Fire the Night စုကြီးအားလုံးစုစုပေါင်းဒေါ်လာ2600ဖြစ်ပါတယ်မြန်မာငွေနဲ့တွက်လိုက်မယ်ဆိုတော့7,000ဝန်းကျင်ပါပဲတကယ်ကိုပြောစရာကောင်းပါတယ်မြန်မာ fighter တွေက agent ကဘာညာနဲ့ဆိုရင်ထိုးကြီးပဲရရင်တိတ်ပြီးတော့မခိုင်လာပါဘူး bonus တွေပါရမှသာပုံစင်ပြေတာပါလာမယ့်ပွဲမှာသွေးလင်းထက်နဲ့အဲမွေတို့နိုင်ပွဲပြင် bonus ပါသိမ်းနိုင်ကြမလားဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်